မင်္ဂလာပါပုံမှန်ဖတ်ပေးနေကြ weekly collective reading လေးပါအခု reading က July 29ရက်နေ့ကနေပြီးတော့ August 2ရက်နေ့အထိကျုံဝင်ပါတယ် group လေးနှစ်ခုရာကိုကြိုက်တဲ့ group ကိုရွေးပေါ့နော်အခုဆိုရင်ဒီမှာဆိုရင် butterfly လေးနှစ်ခုပုံလေးရာကိုကြိုက်တာလေးတစ်ခုရွေးထားပါအစဉ်လိုက်ဖတ်ပေးပါမယ်အဲ့တော့အခုဖတ်မှာဒီ group ကလူလေးတွေအတွက်ပေါ့နော် sunset အချိန်လေးလို့ထင်ရတယ် sunset မှာဒီလိပ်ပြလေးရကန်ရည်ပြင်မှာပန်းဝင်မှုံဆုံနေတဲ့ပုံလေးမျိုးပေါ့နော်အဲ့တော့ဒီ group လေးအတွက်က divine toll လေးကနေပြီးတော့ယူထားတဲ့ oracle လေးကိုအရင်ပြပြပေးပါမယ် bless this space your sacred space hold the soul to bear Palo Santo or sage will clear the air အဲ့တော့ဒီ group ကလူလေးတွေကလေဒီကိုအိမ်နေရာအလုံးနေရာအိတ်ခမ်းအိမ်စတာတွေပေါ့နော်ဒါတွေကိုဒီ Palo Santo sage နဲ့ negative energy clear လုပ်ပြီးဒါမျိုးလိုအပ်တယ်လို့အဲ့ထက်ပိုပြီးတော့ပြောချင်တာအဓိကဒီ physical ပေါ့နော်ဒီအပြင်မှာမြင်နေရတဲ့ဒီနေရာထိုင်ခင်းနေထက်ကိုယ့်ရဲ့ဒီ mental soul level အထိကိုယ်စိတ်ထဲမှာဖြစ်နေတဲ့ဒီ negative energy တွေရှိရဲဆိုရင်ကိုယ့်ကို awareness လေးနဲ့မြင်အောင်သိအောင်ကြည့်ပြီးလို့ရှိရင်ကိုယ်မှာရှိနေတဲ့ negative energy တွေကိုဘယ်လိုမျိုး emotional ဖယ်အရာတွေကို release လုပ်ဖို့လိုတယ်လဲပေါ့နော်ကိုက release လုပ်ဖို့လိုနေတဲ့အရာတွေ negative energy ဖယ်ဖို့လိုနေရအကုန်လုံးကိုဖယ်ရှားပေးပါလို့မှာချင်တယ်ဒီကိုရဲ့ဒီကိုပတ်ဝန်းကျင်နေမဟုတ်ဘူးကိုမှာပါစိတ်ထဲမှာပါ positive energy တွေရှိနေမှဒါလေကိုရဲ့လုပ်တဲ့အရာတွေကို manifest လုပ်တဲ့အရာဆူတောင်းတဲ့အရာအားလုံးကpositive energy တွေနဲ့ positive vibe လေးရှိနေလို့ရှိရင်ကောင်းတဲ့အရာ positive တွေကို attract လုပ်နိုင်တယ်ပေါ့နော်ဒါကိုကိုတိုင်းတော့ကျမတို့ယုံတယ်ပေါ့နော်အဲ့တော့ကိုရဲ့စိတ်ကလေးဘယ်ရမဆိုကိုက agent နေပြီးစိတ် agent နေလို့ရှိရင်အလုပ်တွေလုပ်ရတာလည်းအဆင်ပြေရလို့ထင်တယ်အဲ့တော့အဓိကဒီ group ကလူလေးတွေအတွက်ဒီတစ်ပတ်လုံးအတွက် message ပေးချင်တာကတော့ဒီ oracle နေဆိုလို့ရှိရင် negative energy တွေဖယ်ရှားပေးပါကိုနေတဲ့နေရာပတ်ဝန်းကျင်မှာမဟုတ်ဘူးကိုယ့်ရဲ့အတွင်းစိတ်ထဲမှာပါရှိနေတဲ့ negative energy တွေ emotional release လုပ်ရမှာတွေအကုန်လုံးကို release လုပ်ပါလို့ message ပေးချင်တယ်ပေါ့နော်နောက်ဒီမှာဆိုရင် room လေးကကြတော့ rido room လေးကိုရတယ်တခါတည်းဆက်ပြီးတော့ Lenormand နဲ့ပါတွဲပြီးတော့ပြပေးမယ်ပေါ့နော် rido ဆိုတာလေးကိုရပြီးတော့ Lenormand မှာကြတော့ fish ရဲ့ rider ရဲ့ the sun ရဲ့ကိုရတယ်အဲ့တော့ဒီ group ကလူလေးတွေအတွက်ကဒီတစ်ပတ်မှာနေရာပြောင်းရွှေ့တွေရှိနေနိုင်တယ်နေရာပြောင်းရွှေ့အလုတ်ပြောင်းတာရွှေ့တာနောက်ခရီးရွှေ့ရှားမှုတွေဒီလိုမျိုးတကယ်ကိုအရွေးတစ်ခု movement ပေါ့နော်ဒီ physically တနေရာနဲ့တနေရာပြောင်းတာမျိုးမဟုတ်ဘူးဆိုရင်တော့တချို့သောအရာတွေမှာကောင်းတဲ့အရွေးရှိနေအောင်တွေ့ရတယ်အချိန်တစ်ခုရောက်သွားလို့အချိန်တစ်ခုတန်သွားလို့ရွေးရှားရမယ့်နေရာတွေပြောင်းရွှေ့ရမယ့်အရာတွေပေါ့နော် movement လုပ်ရတာchanges တွေလုပ်ရတာပေါ့နော်အပြောင်းလဲတွေလုပ်ရတာတွေရှိနေနိုင်တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းလမ်းကြောင်းနှစ်ကြောင်းမှာတစ်ခုကိုရွေးချယ်လိုက်တဲ့ဟာမျိုးကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ကိုယ့်ဘက်ကတေးသေးချာချာနဲ့ဘယ်လမ်းကိုသွားမယ်ဆိုတာတေးသေးချာချာရွေးချယ်ရမယ်ရွေးချယ်ပြီးတဲ့အခါမှာလည်းဖြည်းဖြည်းမှန်မှန်နဲ့အေးအေးဆေးဆေးသွားပါလို့မှာချင်တယ်ပေါ့နော်အရင် rush လုပ်နေကြမလို့ကိုဟာဒီလမ်းကကိုအတွက် align ဖြစ်တယ်ကိုအတွက်တကယ်ကိုရဲ့ဒီဖြစ်တည်မှုနဲ့ပို့ပြီးတော့ align ဖြစ်နေရကိုဒီနေရာကိုအတွက်တကယ်ကိုတင့်တော်တဲ့ journey တစ်ခုအနေနဲ့ရွေးချယ်ဖို့တွေလုပ်ရဖို့တွေကဒီ group ကလူတွေအတွက်တရားရှိနေတယ်ဒီမှာဆိုလို့ရှိရင်လည်း fish your rider ရော sun ရောရှိနေ rider ဟာလည်းတကယ်တော့ဒီအလယ်မှာရတာပေါ့နော်ဒီအဲ့တော့ဒီ rider ကလည်းတကယ်ဆိုလို့ရှိရင်ဒီ movement တွေပဲပေါ့နော်ရွေးလျားမှုတွေသူစီမှာဒီမှာဆိုရင် fish ရော sun ရောဖြစ်တဲ့အတွက်ကြောင့်မို့လို့အသုံးခုလုံးကိုဆက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဒီ group ကလူလေးတွေကဒီ financial ဘိုင်းပေါ့နော်ဖြစ်စေတခြားသောအခွင့်အလမ်းကိုအတွက်ကောင်းတဲ့ဟာတွေfish က finance မှာမဟုတ်အလုပ်ကိုင်ငွေကြီးမှာမဟုတ်တခြားသော abundance တွေ wealth တို့ဘာလို့အကုန်လုံးပေါ့နော်အဲ့တော့ဒီ group ကလူလေးမှာဒီတစ်ပတ်ဟာအလုပ်အကိုင်ငွေကြီးအတွက်ဖြစ်စီတခြားသောကိုဘဝအတွက်ကောင်းတဲ့အရွေးတွေရှိနေရဲ့တည်င်းတွေကိုစောင့်မျှော်နေတဲ့တည်င်းစကားတွေရောက်လာဖို့တွေရှိရဲ့အောင်မြင်မှုတွေပျော်ရွှင်မှုတွေThe sun ကလည်း tarot မှာဆိုလို့ရှိရင်ကောင်းတဲ့ကပ်ပေါ့နော်ဒီမှာလည်း Lenormand မှာလည်း The sun လေးကိုနောက်ဆုံးအနေနဲ့ရတယ်ပေါ့နော်ဒီ
ဒီ3ကံမြောက်က sun မှာလည်းတကယ်ကိုအောင်မြင်မှုတွေပျော်ရွှင်မှုတွေ happiness တွေရှိနေနိုင်တယ်အဲ့တော့ဒီ group ကလူလေးတွေအတွက်ကဒီကတ်တွေအကုန်လုံးကြည့်ရင်လည်းကောင်းတာတွေကိုတွေ့နေရတဲ့အတွက်ဒီရှိလာမဲ့တပတ်ဟာဒီ group ကလူလေးတွေအတွက်က positive energy တွေအများကြီးပဲတွေ့ရတယ်ကောင်းနေရဲ့ငွေကြီးအလုပ်ကိုင်းကိုလိုချင်တဲ့သတင်းစကားတွေ message တွေနောက်တနေရာကနေတနေရာရွေးရှားမှုတွေ relocation တွေနောက်ခရီးအတူလေးသွားတာအလုပ်ကိုင်းနောက် new project တွေစတာတွေပေါ့နော် new project new business လေးတွေအသစ်လုပ်တာတွေကိုအတွက်တကယ်ကိုကောင်းတဲ့အရာ clarity တွေလည်းရလာဖို့ရှိရပေါ့နော် the sun တကယ်ကိုနေရဲ့ energy နဲ့ဟိုအရင်တော့ရွေးရှားဖို့လှုပ်ချင်နေနောက်မှရွေးရှားမှုကထင်းသလောက်မမြန်တဲ့အရာလေးတွေဟာအရွေလေးတွေကိုတွေ့နေရပြီတကယ်တမ်းဒီ astrology ကနေပြန်ကြည့်လို့ရှင်လဲရှေ့တစ်ပတ်မှာအခုလဲ Neptune ကတော့ဟောတော့Saturn retro ဝင်သွားပြီဒါပေမဲ့ Mercury retrograde တို့ဘာလို့ပြီးသွားပြီနောက်ရှေ့တရက်မှာရက်အတိအကျမမှတ်မိဘူးဟိုSun Leo နဲ့ Jupiter Leo ကအဲ့ဒါ sextile လား try လားမသိဖြစ်မှာမမှတ်မိဘူးပေါ့နော်ထားပါတော့အဲ့တော့ဒီရှေ့တစ်ပတ်မှာလဲကောင်းတဲ့ astro မှာဆိုလို့ရှိရင်လဲကောင်းတဲ့အရာလေးတွေရှိနေပြီးသားပေါ့နော်အဲ့တော့ဒီ group ကလူလေးတွေအတွက်တကယ်ကိုကောင်းတဲ့ positive energy ကဒီမှာတွေ့နေရပြီးသားပေါ့နော်အဲ့တော့ပြောင်းလဲမှုရွေးရှားမှုတကယ်ကိုစီကိုရောက်လာတဲ့သတင်းစကားတွေလှုပ်စီရကိစ္စလေးတွေproject အသစ်တွေ opportunity ကောင်းတဲ့အရာတွေကဒီ group ကလူတွေအတွက်ကဒါတကယ်ကိုအချိန်တစ်ခုရောက်လာလို့ဖြစ်ရမယ့်အရာတွေဖြစ်တင်ပြီးအချိန်တန်လို့ဆိုတဲ့ဟာမျိုးကတော့ message လေးတွေတွေ့နေရတယ်ပေါ့နော်ဒီမှာဆိုရင်လည်း nine of pentacles က pentacle ကို bottom ကအနေနဲ့ရတာဖြစ်တဲ့အတွက်ကြောင့်ဒီ group ကလူလေးတွေကိုမှားကျင်တာခဏလေးနော်ဒီမှာဆိုရင်ဘာတွေတွေ့ရအဲ့တော့ကိုယ့်ရဲ့ဖြစ်တည်မှုလက်ရှိကိုမှငွေကြီးမှမဟုတ်ဘူးကိုစီမှာပိုင်ဆိုင်ထားတဲ့အရာပညာအရေးချင်းအလုပ်အကိုင်ကိုအခုလက်ရှိဖြစ်တည်မှုရှိနေတဲ့အရာတွေကိုတကယ်ကိုပျော်တကယ်ကိုဟိုဖြစ်တည်မှုကိုကျေနပ်မှုပေါ့နော် appreciate ဖြစ်ရမယ် gratitude လေးနဲ့နေထိုင်ရမယ်တခြားသူတွေနဲ့လိုက်ပြီးတော့ညှိရှင်နေစရာမလိုပြိုင်နေစရာမလိုကိုယ့်ရဲ့အခုလက်ရှိဖြစ်တည်မှုနေထိုင်ရတဲ့ကိုဘဝပုံမှန်အားလုံးဟာတကယ်ကို certified ဖြစ်ပြီးတော့ feeling happy certified the sun လေးရောပေါ့နော်အေးချမ်းချမ်းလေးနဲ့ကိုယ့်ရဲ့လက်ရှိဖြစ်တည်မှုကိုကျေနပ်နေရပျော်ရွှင်နေရမျိုးလေးကိုတွေ့ရတယ်ဒီမှာလဲ Venus နဲ့ဒါဘာကိုအဲ့တော့ဒီကတ်ကတော့ art sign သမားလေးတွေပေါ့နော်အဲ့တော့ဒီ Capricorn Taurus Virgo လေးပါလို့ရှိရင်ဒီမှာလဲဒီ group ကလူတွေမှာပို့ပြီးတော့သိတာနိုင်တယ်အဲ့တော့တကယ်ကိုကောင်းတဲ့ energy ငွေကြီးရောအလုံးကိုင်းရောတကယ်ကိုအားလုံးမှာလက်ရှိဖြစ်တည်မှုမှာအေးချမ်းနေရပျော်ရွှင်နေရဆိုတဲ့ energy မျိုးလေးကိုတွေ့ရတယ်ဒါကတော့ King of Wands ကိုအလုံးကိုင်းငွေကြီးစီးပွားရေးဆိုတဲ့ဥစ္စာအတွက်တကတ်တည်းပဲယူထားရပေါ့နော်အဲ့တော့ဒီ group ကလူလေးတွေမှာဒီရှေ့တစ်ပတ်မှာအလုံးကိုင်းငွေကြီးမှာတကယ်လို့များကိုပိုင်လုပ်ငန်းလုပ်နေရသူဆိုလို့ရှိရင်လည်းအလုံးမှာဟို product အသစ် launch လုပ်တာ project အသစ်ဖြစ်စေတခြားသောကိုယ့်ရဲ့ service တွေကိုသိအောင်ဟို lead လုပ်နိုင်ရမယ်ပေါ့နော်ကြော်ညာတာဖြစ်စေသူ media မှာပြောတာဆိုတာကိုယ့်ရဲ့ဒီစီးပွားရေးအလုပ်အကိုင်ကိုလူသိအောင်ပို့ပြီးတော့ကြော်ညာဖို့လူတွေသိအမှတ်ပြုဖို့နောက် vision တစ်ခုအနေနဲ့ဘာရှေ့ဆက်လုပ်ရမလဲဘယ်လိုလုပ်ရမလဲစတာတွေကိုတည်တည်ချာချာလေး planning တွေချပြီးတော့လုပ်ဖို့လူနေရဲ့တကယ်လို့များဟိုစီးပွားရေးလုပ်ငန်းရှင်မဟုတ်ဘူးဆိုရင်တော့ employee အနေနဲ့ပေါ့နော်အလုပ်သမားဒီအလုပ်လုပ်နေတဲ့လူတွေဆိုလို့ရှိရင်လည်းအလုပ်မှာတခြားသူတွေကြားထဲမှာကိုယ့်ရဲ့လုပ်ရည်ကိုင်ရည်ကိုလုပ်တဲ့အရာတွေအကုန်လုံးကိုသူများတွေအကုန်လုံးအတိအမဲ့ပြအောင်ပြောဆိုလှုပ်ဆောင်ရမယ့်အရာတွေရှိနေတယ် new project တွေအလုံးမှာတခြားသော new opportunity တွေပေါ့နော်အခွင့်အလမ်းကောင်းတွေရလာတဲ့ဟာတွေမှာလည်းကိုကတကယ်ကိုတည်တည်ချာချာပါဥဆောင်ဥရွံနဲ့လုံနိုင်ရမယ်လုံရမယ့်အရာတွေကိုတည်တည်ချာချာပြက်ပြက်သားသားပေါ့နော် King of Wands အတိုင်းကိုတကယ်ကိုရဲဝံ့ပေါ့ဒီမှာဆိုရင် mic ပေါ်နဲ့လုံးဝတည်တည်ချာချာစင်ပေါ်တက်ပြီးတော့တချင်းဆိုရဲဆိုတဲ့ပုံစံမျိုးကိုတွေ့ရတာပေါ့နော်အဲ့တော့တကယ်ကိုရှေ့ကိုထွက်ရမယ့်အရာပြောရမယ့်အရာလုပ်ရမယ့်အရာတွေရှိနေတာ哦ဒီ group ကလူလေးတွေအတွက်ကအလုပ်ကိုင်းငွေကြီးနဲ့ပတ်သက်ပြီးတော့ရတယ်ပေါ့နော်လီနော်မန်ရိုးနေနဲ့လည်းဆက်ပြီးပြောရင်ဒီဟာလေးကကောင်းတယ်ပေါ့နော်နောက်ဒီမှာတော့ relationship ပေါ့နော် relationship က romantic မှမဟုတ်ဘူး one to one connection ဒီတငယ်ချင်းလှုပ်ဖို့ကိုင်းပတ်စားတာတွေနဲ့လည်းပတ်သက်ပြီးတော့ယူထားတာလေးက Knight of Wands အခုဆိုရင်ဒီမှာတတိထားမိရဆိုရင်ဒီ group မှာ art sign လေးတွေအပြင်အခုဆိုရင် fire sign လေးပါလာပြီပေါ့နော် Aries Leo Sagittarius တမလေးတွေလည်းပို့ပြီးတော့
ထူးခြားနိုင်တယ်တိုက်ဆိုင်နိုင်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းဒါ firefighter လို့ဟာမျိုးမြင်ရတဲ့ဒါမီသက်ပေါ့နော်တမတယောက်အနေနဲ့မို့လို့ဒီ one to one connection relationship တွေမှာဒီ group ကလူလေးတွေကဒီတစ်ပတ်ထဲမှာနည်းနည်းလေးတကယ်စကားပြောတဲ့ဟာမှာစွန့်စားရတာလေး excitement ဖြစ်တာ adventure လေးတွေနှစ်ယောက်တူတူအားကြောင့်လို့ခရီးအတူရှိဆိုတာ maybe ဒီ relationship ဖြစ်စေတကယ်ကို one to one တငယ်ချင်းတွေနဲ့ဖြစ်စေ adventure trip လေးတွေသွားတာပျော်ပွဲရွှင်ပွဲတွေသွားတာလှုပ်ရတာ exciting ပေါ့နော်စိတ်လှုပ်ရှားစရာကောင်းတဲ့အရာတွေကိုလှုပ်ရတာလေးတွေကိုရှိနေနိုင်ပါတယ်အဲ့တော့ကိုဘာပဲလုံးကိုဘက်ကဒီခုဖြစ်တည်မှုအရာအလုံးကိုတည်ကြည်နဲ့နဲ့တည်တည်ချာချာလှုပ်ဆောင်ဖို့ပါတော့မာကျင်နေနောက်ဒီကတော့ဒီကျန်းမာရေးရဲ့မှာမဟုတ်ဘောနော် well being အတွက်ကိုယူလိုက်တာကျန်းမာရေးမှာမဟုတ်ဘူး physically မှာမဟုတ်ဘူးဒီကိုယ့်ရဲ့ဒီ emotional mentally ဒီကောင်းဖို့အတွက်ကိုပါ four of wands လေးကိုရတဲ့အချိန်မှာပို့ပြီးဒီဟာလေးဒီ four of wands ကလည်းထဲမှာဒါ positive ပေါ့နော်အဲ့တော့ဒီ group ကလူလေးတွေအတွက်ဒီတစ်ပတ်ဟာကောင်းပါရဲ့ဒီ well being မှာ physically မှာမဟုတ်ဘူး mentally အတွက်လည်းအရန်ကို emotionally အရန်ကောင်းတယ်ပျော်ပျော်ရွှင်ရွှင်နဲ့ celebration တွေမိသားစုနဲ့အချိန်ပြုံးတာမျိုးတွေပို့လုပ်ပေးပါ spend time ပို့လုပ်ပေးပါမိသားစုရဲ့မှာမဟုတ်ဘူးကိုချစ်တဲ့ခင်တဲ့သူတွေနဲ့ကိုရဲ့ဒီ relationship မှာဆိုလို့ရှိရင်လည်းကိုရဲ့ partner စသဖြင့်ပေါ့နော်ကိုပျော်တဲ့အရာလေးတွေကိုကြည်နဲ့ဒီ agent မီကိုအတွက်တကယ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဂျင်းနဲ့စီရဲ့အရာလေးတွေကိုတေချာပျော်အောင်လုပ်ပါနောက်တချို့သောသူလေးတွေအဲကြောင့်အလုံးကိုင်းနေပဲဖြစ်စီပညာရေးမှာပဲဖြစ်စီကိုဘဝရဲ့လက်ရှိဖြစ်တည်မှုဒီ nine of pentacles အတိုင်းပဲကိုမှတကယ်ရှိနေတဲ့လက်ရှိဖြစ်တည်မှုပိုင်ဆိုင်မှုအလုံးကိုင်းငွေကြီးလက်ရှိငွေကြီးရမှာမဟုတ်ဘူးပညာရေးနဲ့ဖြစ်စီလက်ရှိဖြစ်နေတဲ့ကိုမှပိုင်ဆိုင်ထားတဲ့အရာတိတိလေးဖြစ်နေအောင် appreciate လုပ်ပါ celebrate လုပ်ပြီးပါတိတိကျကျမိသားစုနဲ့ကိုယ့်ရဲ့ဒီ comfort zone နဲ့မှာရင်ကိုယ့်အတွက်ဘသူတွေကပို့ပြီးတော့ကိုယ့်အတွက်ပို့ပြီးတော့ agent မှုကိုပေးတယ်လေဒီလိုလူတွေနဲ့ပို့ပြီးတော့ spend time ပို့လုပ်ပါပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းမှာအေးချမ်းလေးနဲ့ပျော်ရွှင်ဖြတ်တန်းမှုဝင်လုပ်ပါဆိုတာကိုလည်းဒီ group ကလူလေးတွေအတွက် message ပေးခြင်းနဲ့အဲ့တော့ဒီ group မှာတော့ fire sign လေးတွေ earth sign လေးတွေပို့ပြီးတော့တည်တာနိုင်တယ်ပေါ့နော်ဆဆအရာဆင်ပြပါစီအခုဖတ်ပြီးမှဒီ group အတွက်ပေါ့နော်လာတာနေတဲ့အချိန်မှာလက်ပြလေးကဝါးပင်လေးရောမှာနားနေတဲ့ပုံလေးပေါ့နော်တော့ဒီ group ကလူလေးအတွက် divine door ကနေရတဲ့ oracle လေးကကြတဲ့ destiny ဆိုတာကိုရတယ်ပေါ့နော် one door close another door open for you let the plans of destiny and reveal true အဲ့တော့ဒီ group ကလူလေးတွေအတွက်ကဒီတစ်ပတ်မှာပေါ့နော်အဆုံးသတ်ခြင်းနဲ့အတူတူအသစ်တစ်ပံပြန်လဲစတင်ခြင်းတွေရှိနေရဲ့တချို့တော့အရာတွေလုံးဝကို close door ပေါ့နော်တကယ်ကို ending ဖြစ်သွားပြီး chapter တစ်ခုပြီးသွားပြီနောက်တစ်ခုစတင်ဖို့တွေရှိနေရဲ့ဒီလိုစတင်မှုတွေမှာလည်းတကယ်ကိုဒီဟာကအချိန်တစ်ခုတန်သွားပြီအချိန်တစ်ခုရောက်နေရဲ့ကံကြမ္မာကြောင့်ကံတရားအလှည့်ပြောင်းတစ်ခုမှာအဆုံးသတ်ပြီးပြီးဆုံးခြင်းနဲ့အတူအသစ်တစ်ပံပြန်လဲစတင်ခြင်းတွေဆိုတာရှိနေရပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်း Lagos room လေးကိုရတယ်ပေါ့နော်အဲ့တော့ဒီ group ကလူလေးတွေကိုဒီ oracle လေးနဲ့ပါတွဲပြီးတော့ပေးခြင်းတဲ့ message ကကြတော့ဒီလိုမျိုးအဆုံးသတ်ခြင်းနဲ့အတူတူအသစ်တစ်ဖန်ပြန်လဲစတင်ခြင်းတွေမှာမတိကြခြင်းတာတွေမတိကြခြင်းပေါ့နော်မတိကြခြင်းတရားတွေအကြောင်းတရားတွေကြောက်စိတ်လေးပေါ်ကြောင်းပေါ်ကောင်းပေါ်နိုင်တယ်ဖြစ်ပါမလားမတိကြမြေရတဲ့အရာတွေပေါ်လာတဲ့အခါမျိုးမှာကိုယုံကြည်နေဖို့ကိုယ့်ရဲ့ intuition ကပြောတဲ့အရာတွေကိုလက်ခံဖို့လက် message ပေးခြင်းနဲ့နောက်ဒီမှာဆိုလို့ရှိရင်ဒီပေါ့နော်ဒီအတက်အကျဆိုတာမျိုးရှိရပေါ့နော်အဲ့တော့ဒီလက်ရှိဖြစ်တည်မှုပေါ်မှာမူတည်ပြီးတော့ကိုယ့်ဘက်ကလိုက်ရောညီထွေဖို့ပေါ့နော် adapt ဖြစ်ဖို့လိုအပ်တယ်ဆိုတာကိုလည်းဒီ group ကလူလေးတွေကို message ပေးခြင်းနဲ့လိုက်ရောညီထွေမှုရှိပါဒီ water လေးအတိုင်းပဲဒီရေလိုမျိုးရေအတက်အကျပေါ်မှာမူတည်ပြီးတော့ flow လေးအတိုင်းနေတတ်ဖို့ကိုယ့်ရဲ့ဒီမတိစိတ်ကပြောနေရ intuition ကပြောတဲ့စကားတွေကိုလက်ခံတတ်ဖို့နားထောင်တတ်ဖို့အဆုံးသတ်မယ့်အရာတွေတည်တည်ကြကြအဆုံးသတ်ပြီးအသက်တစ်ဖန်ပြန်လဲစတင်ရမယ့်အရာတွေကိုစတင်ဖို့ဆိုတာကိုဒီ group ကလူလေးတွေကို message ပေးခြင်းနဲ့ပေါ့နော်နောက် Lino Man မှာဆိုလို့ရှိရင်လည်း ship yes snake yes frog လေးကိုရတယ်ပေါ့နော်အဲ့တော့နှစ်ခုလုံးမှာဒီစွန်နှစ်ဖက်ကဟာကိုချင်း ship cross road ကနှစ်ခုလုံးဟာကရလားမသိmovement တွေရှိနေပြီသား movement ဒီဟာဆိုလို့ရှိရင်တကယ်ကို new beginning transition transformation တွေကိုဖြစ်နေတဲ့ပြောင်းလဲမှုအရွေတွေပေါ့နော်အဲ့တော့ဒီ group ကလူလေးတွေကတကယ်ကိုဒီ
ဒီ ship ကကုနာက rider နဲ့တောင်ဟိုနေဖြစ်တယ်ပေါ့နော် rider မှာ short travel လိုမျိုးခရီးထွက်အောင်မှာပဲ long distance မျိုးမဟုတ်ဘူးဒီမှာ ship ကကြတော့တကယ်ကိုခရီးအဝေးဘဝနဲ့ဆိုလို့ရှိရင်ဘဝနဲ့ပတ်သက်ပြီးတော့တကယ်ကိုရေရှည်သွားမယ့်အရာရေရှည်လှုပ်ဆောင်ရမယ့်အရာတွေပေါ့နော်ရေရှည်စီမံကိန်း future မှာတကယ်ကိုအနာဂတ်အတွက်လုပ်ရမယ့်အရာတွေတကယ်လေဒီမှာလဲ new beginning တွေရှိနေပြီးသားဒီဘက်မှာလဲဒီ chapter တခုအသစ်စမယ်ဆိုတာတွေကရှိနေပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ group ကလူလေးအတွက်ကဒီတစ်ပတ်ဟာတကယ်ကိုအသစ်တွေပြန်လဲစတင်ဖို့ transformation တွေလုပ်ဖို့တကယ်ကို transition ပေါ့နော်လုံးဝရေရှည်ဒီနေ့လုံးမနှက်ပြန်ဖြစ်မဲ့ဟာမျိုးမဟုတ်ဘူးဒီ group ကလူလေးအတွက်ကရေရှည်တစ်ခုတွားရမယ့်အရာခရီးကိုလုံးဝ distance တစ်ခုအနေနဲ့တွားပြီးတော့လုပ်ရမယ့်အရာတွေဘဝအတွက်ပြင်ဆင်ပြီးလှုပ်ဆောင်ရမယ့်အရာတွေရှိနေရဲ့ transformation တွေmovement တွေပေါ့နော်ရှိနေတဲ့အတိုင်းပဲတခုပဲဒီမှာ snake ကိုတွေ့နေရတဲ့အတွက်ဒီလိုမျိုးသွားရတဲ့အရာတွေမှာကိုယ့်အတွက်တချို့သောအရာတွေမှာဟိုမရှင်းမလင်းတာ confuse ဖြစ်နေစေကြတယ်အရန်ကြီးတည်တည်ချာချာနားလည်ဖို့ခက်နေတဲ့အရာတွေဒီအရာကိုဒါလို့ရင်ဘာဖြစ်မှလဲစသဖြင့်ပေါ့နော်တည်တည်ချာချာခံမှန်းလို့မရတဲ့အရာလေးတွေရှိကောင်းရှိနေနိုင်တယ်ဒါကြောင့်မလို့ lagos လေးကလည်းပေါ်တာပေါ့နော်အဲ့လိုမျိုးကိုယ့်ဘက်ကဒီ intuition ကိုလည်းနားထောင်မှုခုနကပြောသွားတဲ့အတိုင်းပဲဒီမသေးချာမြင်ရခြင်းနေကြတဲ့ကနေဟိုပဲကိုကကောင်းတဲ့အရာတွေဖြစ်လာဖို့တည်တည်ချာချာနဲ့စူးစမ်းပြီးတော့ transform လုပ်ဖို့လိုအပ်တယ်ပေါ့နော်ဒီ transition တစ်ခုနဲ့တစ်ခုကြားတဲ့ transition အချိန်လေးကိုတည်တည်ချာချာလေးဖြတ်တန်းဖို့လိုအပ်တယ်ဆိုတာကိုဒီ group ကလူလေးတွေကို message ပေးခြင်းနဲ့ bottom မှာကျတော့လေ Knight of Swords ကိုရတယ်ဒီမှာကတ်မှာကြည့်လို့ရှိရင်လေတကယ်ကိုတတိပေးနေတဲ့ပုံစံမျိုးပေါ့နော် loud speaker ကြီးတစ်ခုနဲ့natural disaster လိုဟာမျိုးဖြစ်စီတခုတော့အရာတခုအတွက်ကိုဒါကြော်ညာပြီးတော့လှုံ့ဆော်နေတဲ့အရာတခုကိုတွေ့ရတယ်အဲ့တော့ဒီ group ကလူလေးတွေအတွက်တကယ်ပါပဲအဆုံးသက်ခြင်းနဲ့အသစ်တစ်ပံပြန်လဲစတင်ခြင်းနေရာရှိနေပြီးကိုစီကိုရောက်လာတဲ့ဒီသတင်းစကားတွေ message တွေရောက်လာဖို့တွေရှိတယ်ဒီလိုရောက်လာတဲ့သတင်းစကား message တွေကိုလည်းကိုကရေရှည်အတွက်ဖြစ်တဲ့အတွက်တည်တည်ချာချာတချို့အရာတွေမသေးကြဘူးမရှင်းလင်းဘူးနားလည်ရခက်တဲ့ရှုပ်ထွေးမှုလေးတွေအနေနဲ့အများရှိတဲ့ယုံကြည်စရာမရှိတဲ့အရာတွေကိုလည်းမြင်အောင်သိအောင်ကြည့်ပြီးတော့ကိုယ့်ရဲ့ intuition ကိုလက်ခံပြီးပြောဆိုပြီးတော့ဖြစ်တည်မှုလက်ရှိအခြေအနေပေါ်မှာပဲတကယ်ကိုဒီအတက်အကျအောင်မှမူတည်ပြီး adapt ဖြစ်ဖို့ပေါ့နော်လာရောညီထွေပြီးတော့အခြေအနေအချိန်ခါနဲ့တည်တည်ချာချာ decision တွေချဖို့ action တွေယူဖို့ဆိုတာကိုလည်းဒီ Knight of Swords ကနေပြီးတော့ message လေးပေးခြင်းနေပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါကတော့အလုံးကိုင်းငွေကြီးနဲ့ပတ်သက်ပြီးတော့ရတာဒီမှာဆိုရင် Four of Swords ပေါ့နော်အဲ့တော့ဒီအလုံးကိုင်းငွေကြီးမှာဒီ group ကလူလေးတွေကအဆုံးသက်ခြင်းအသစ်တစ်ဖန်စတင်ခြင်းတွေ transformation တွေ new beginning တွေရှိရဲ့အတွက်ဒီ forum ဆော့မှာဆိုရင်တကယ်ကိုဒီ group ကလူလေးအတွက်အရန်ကြီးအလင်းစလုံးမလုပ်ဖက်နဲ့ဖြည်းဖြည်းလေးနဲ့မှန်မှန်လေးခဏလောက် pause လုပ်မယ်တည်တည်ချာချာအချိန်လေးယူပြီးတော့ပြန်ပြီးတော့တခုခုကိုယ့်ဘက်ကဒီကိုယ့်စီကိုရောက်လာတဲ့သတင်းစကားတွေကိုလုံးဝမယ့်အရာတွေမှာမသေးချာမြင်ရခြင်းတွေကိုတည်တည်ချာချာလေးဘလို့တည်ချာအောင်လုပ်မလဲတည်ချာလေးခဏလောက်ဒီလက်ရှိဖြစ်တည်မှုမှာခဏလောက်ရက်ပြီးတော့နားတာမျိုးပေါ့နော်ပြောချင်တာခဏလောက် pause နှိပ်လိုက်ပြီးတော့တေးသေးချာချာဒီမှာလဲဆူတောင်းခြင်းတွေရှိရဲ့ဂျာနယ်ရေးတာရှိရဲ့အဲ့တော့ကိုစီကိုအလုပ်ကိုင်းဒီစီးပွားရေးလုပ်ငန်းရှင်ပဲဖြစ်ဖြစ်ကိုကအခုချိန်မှာအလုပ်သမားတယောက်နေနေပဲလုပ်နေရလာကစားအလုပ်သမားတယောက်ပဲဖြစ်ဖြစ်ဘာမဆိုဒီလက်ရှိအခြေအနေမှာတခုအဆုံးသတ်ပြီးတခုစတင်ဖို့နဲ့ပတ်သက်ပြီးအခုလက်ရှိအခြေအနေကအရန်ကြီးမြန်မြန်ဆန်ဆန်သတင်းတွေကိုအတွက်ရောက်လာတဲ့ information တွေရှိနေအောင် quick action ဆိုတာအထက်တေးကြတဲ့ action တစ်ခုကိုလုပ်ဖို့အခုချိန်မှာတေးသေးချာချာလေးနဲ့အချိန်ယူပြီးတော့ plan နေချဖို့ preparation တွေလုပ်ဖို့လိုအပ်တယ်ပေါ့နော်ကြိုတင်ပြင်ဆင်ခြင်းတွေပဲလုပ်ဖို့လိုအပ်တယ်ဆိုတာကို message ပေးခြင်းတယ်ဒီမှာကျတော့ one to one connection နဲ့ romantic ပေါ့နော်relationship တွေနဲ့ပတ်သက်ပြီးတော့message ပေါ့နော်အဲ့တော့ဒါလေးကကြတော့ Nine of Pentacles အဲ့တော့ဒီ group ကလူလေးကြတော့ဒီမှာဆိုလို့ရှိရင်လေဒီ relationship မိသားစုပဲဖြစ်ဖြစ်ဒီ couple ပဲဖြစ်ဖြစ်တယောက်တည်းရှိနေအောင်ဒီ one to one connection တွေမှာအခုလက်ရှိဖြစ်တည်မှုမှာဒီဖြစ်နေတဲ့ဒီ relationship လေးကိုလက်ခံပေးဖို့တူပေါ်တူနားလည်ပေးဖို့ကိုတယောက်တည်းရှိနေအောင်ကိုရဲ့တယောက်တည်းဖြစ်တည်မှုကိုကျေနပ်နေဖို့လိုအပ်တယ်ပေါ့နော်နောက်တူပေါ်တူနားလည်ပေးပါအဆုံးသက်ခြင်းနေနဲ့ဒီလိုအသက်တပံပြန်စတင်ခြင်းနေမှာတယောက်ကိုတယောက်နားလည်ပေးမှုတွေတယောက်ရဲ့ဖြစ်တည်မှုကိုတယောက်ကrespect ပေါ့နော်လေးစားဖို့တွေလိုအပ်တယ်ဆိုတာကိုလည်း message ပေးချင်ပါတယ်။နောက်ဒီမှာကျတော့
well being ပေါ့နော်အဲ့တော့ well being ကကြတော့လေ 10 of pentacles ကိုရတယ်ဒီ group ကလူလေးတွေတကယ်ကို new beginning တွေစတင်ဖို့ transformation တွေလည်းရှိနေပြီကိုယ်စီကိုလည်း information တွေရောက်လာတဲ့အချိန်မှာ physically တွေမဟုတ်ဘူး emotionally mentally မှာဒီ group ကလူလေးအတွက်ကတကယ်အရေးကြီးရဲ့ဥစ္စာဒီတစ်ပတ်အတွက်ကကိုယ့်ရဲ့တကယ်ကို comfort ပေါ့နော်ကိုယ့်ရဲ့မိသားစုကိုချစ်တဲ့ခင်တဲ့လူတွေကိုယ့်အတွက်တကယ်ကို stable ဖြစ်ပြီး rooted ဖြစ်တဲ့လူတွေနဲ့ပို့ပြီးတော့ spend time လုပ်ပါကိုယ့်အတွက်တကယ်ကိုဒီကိုတယောက်တည်းဆိုလို့ရှိရင်လေကိုတယောက်တည်းနေထိုင်ဖြတ်သန်းမှုမှာကိုအတွက်ဖေးရာကပို့ပြီးတော့အဆင်ပြေစေရလဲကိုအတွက်အဆင်ပြေတဲ့နေထိုင်ဖြတ်သန်းမှုနဲ့တေချာဖြတ်သန်းဖို့လိုအပ်တယ်ပေါ့နော်တေတေချာချာလေး stable security ဖြစ်ပြီးတော့နေထိုင်ဖြတ်သန်းဖို့လိုအပ်တယ်ဆိုတာကိုဒီ group ကလူလေးတွေကို message ပေးခြင်းတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီ group ကကြတော့ဒါ art sign လေးဖြစ်တဲ့ Capricorn Taurus Virgo လေးတွေဒါကတော့ air sign တွေအဲ့တော့ဒီမှာဆိုလို့ရှိရင် air sign လေးကြတော့ Aquarius Libra Gemini လေးတွေပို့ပြီးတော့ထူးခြားနိုင်တယ်ပေါ့နော်ပါလို့ရှိရင်energy ကိုင်မှာတိုက်ဆိုင်မှာယူပါအဲ့တော့ဒီ group ကလူလေးရဲ့အတွက်ကတော့တကယ်ကိုရေရှိအနာဂတ်ရေရှိဘဝနဲ့သက်ဆိုင်တဲ့အရာအလုံးကိုင်းဖြစ်မလားကိုယ့်ရဲ့ဒီ personal life development နေနဲ့ပဲသက်ဆိုင်မလား relationship နဲ့ပဲသက်ဆိုင်မလားစသဖြင့်ပေါ့နော်တယောက်နဲ့တယောက်ကမတူဘူးအဲ့တော့ဒီ life situation အချိန်မှာကိုယ့်အတွက်တကယ်ရှိနေတာကတော့ကံတရားကံကြမ္မာတစ်ခုကနေပြီးတော့အဆုံးသက်ခြင်းနဲ့အတူတူအသက်တဖန်ပြန်လဲစတင်ခြင်း new beginning တွေ transformation တွေဒီ group ကလူလေးအတွက်ရှိနေပါတယ်ဆိုတာကိုတော့ message လေးပေးချင်ပါတယ်ဆဆအရာဆင်ပြေပါစေ